ညွေပေါက်ခံရပြန်ပြီပြုတ်ဟဲ့ညွေပေါက်ခံရပြန်ပြီညွေပေါက်ခံရပြန်ပြီပြုတ်ညွေပေါက်ခံရပြန်ပြီ ဟေးကိုတိန်တိုက်ရေဒီနေ့လဲရဲမစင်ဘူးလား ညွေကြောက်လို့မစင်းတော့ဘူး သမီးကြီးခုရက်ဒီမှာဘယ်သူမှလဲရဲမစင်းရဲကြတော့ဘူးဟုတ်လား ဟုတ်တယ်ဗျာရေညွေကြောက်လို့တဲ့ အိုးအတင်ယဟန်ကကျွန်ုပ်ကိုမကြောက်ဘူးလားအတင်ကိုကျွန်ုပ်မကြောက်ပါဘူးအတင်မျိုးဟောက်ကြီးဒီနီးနားရွာကရွာသူရွာသားတွေအားလုံးကကျွန်ုပ်အန်ဒီရဲ့ဘေးမှာကြောက်ကြလို့လဲတဲတောင်မစင်းရဲကြတော့ဘူးကျွန်ုပ်ရမင်ဘူးတဲ့လူသားတွေထဲမှာအတင်ယဟန်ကအရန်ထူးဆန်းတယ်အတင်ယဟန်ကကျွန်ုပ်ကိုဘာကြောင့်မကြောက်တာလဲကျွန်ုပ်ရဲ့ရင်တွင်းမှာမိတ္တရယုဏတရားတွေကိန်းအောင်နေခြင်းကြောင့်အသက်ကိုကျွန်ုပ်မကြောက်ပါရွာသူရွာသားတွေအတင်မျိုးဟောက်ကြီးကိုကြောက်နေရလို့အတင်မျိုးဟောက်ကြီးရဲ့ရင်ထဲမှာငြိမ်းချမ်းပျော်ရွှင်မှုတွေရှိပါရဲ့လားကျွန်ုပ်ရဲ့ရင်ထဲမှာအေးချမ်းတာယာပျော်ရွှင်မှုဆိုတာမခံစားဘူးပါဘူးလူသားတွေကကျွန်ုပ်ကိုအန္တရာယ်ပြုမှာစိုးရိမ်တဲ့စိတ်နဲ့ဒေါသစိတ်တွေသာပြည့်ရှံနေတာပါယဟန်နဲ့စုံတွေ့ခါမှငြိမ်းချမ်းခြင်းရဲ့အရေးအယောင်ကိုခံစားမိလာတယ်ငြိမ်းချမ်းခြင်းတွေရင်ထဲမှာကိန်းဝတ်နိုင်ဖို့ကျွန်ုပ်အားလမ်းပြပေးပါလားအတင်ယဟန်ငြိမ်းချမ်းခြင်းတွေခံစားရဖို့အတွက်တီးခံခြင်းတရားနဲ့သာအစပြုလိုက်ပါအတင်ညွေဟောက်ကြီးဒီနေရာကိုကျွန်ုပ်မကြမီပြန်လာပါဦးမယ်ကျွန်ုပ်မှာကြားသောစကားကိုကြင့်ကြံပါလော့